ဒီနေ့မှာတော့ GED early grammar အပိုင်းက independent clause နဲ့ dependent clause ရဲ့အကြောင်းကိုပြောပြပေးသွားပါမယ် clause ဆိုတာကတော့ subject တစ်ခု verb တစ်ခုနဲ့ပါဝင်ဖွဲ့စည်းထားတဲ့စကားလုံးအစုအဝေးတစ်ခုကိုဆိုလိုတာဖြစ်ပါတယ် independent clause ဆိုတာကတော့ subject ရော verb ရောပါဝင်ပြီးတော့သူ့ဘာသူအဓိပ္ပာယ်လည်းပြည့်စုံနေတယ်သူ့ဘာသူလည်းရပ်တည်နိုင်နေတဲ့ clause မျိုးကိုဆိုလိုတာဖြစ်ပါတယ် For example, Ellen was very frustrated. ဒီ sentence မှာဆိုလို့ရှိရင် Ellen က subject, was က verb နောက်ပြီးတော့ဒီ sentence ဒီအဓိပ္ပာယ်ပြည့်စုံပြီးသားသူ့ဘာသူလည်းရပ်တည်နိုင်နေတဲ့ sentence ဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီ independent clause တစ်ခုဖြစ်ပါတယ် dependent clause ကိုအလွယ်ပြောရမယ်ဆိုလို့ရှိရင်တော့မင်းမရှိရင်ကိုယ့်ဘဝမပြည့်စုံနိုင်တယ်လို့မျိုးပဲ independent clause မရှိလို့ရှိရင်အဓိပ္ပာယ်မပြည့်စုံနိုင်တဲ့ clause မျိုးကိုပြောတာဖြစ်ပါတယ် For example, Ellen was very frustrated when she lost her job. ဒီ sentence မှာဆိုလို့ရှိရင် Ellen was very frustrated ဒီအရှိမပြောထားတဲ့အတိုင်းပဲ independent clause ဖြစ်ပြီးတော့အနောက်က because she lost her job ကတော့ dependent clause ဖြစ်ပါတယ်ကဲဒီလောက်ဆိုလို့ရှိရင်တော့ independent clause နဲ့ dependent clause ရဲ့ကွာခြားချက်လေးကိုကိုယ်ကိုယ်ပြပြသိသွားကြပြီလို့ထင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ online language center မှာ GED preparation class အတွက်ရော GED intensive class အတွက်ရောကိုတစ်လကို၄ဘာသာလုံးကိုမှတင်တန်းချင်း2သိန်းကျပ်ထဲနဲ့တက်ရောက်နိုင်ပြီဖြစ်ပါတယ်တင်တန်းရဲ့အသေးစိတ်ကိုတော့ chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကိုကျေးဇူးအများကြီးတင်အပ်ပါတယ်